โอเคတာယူအားလုံးပဲမင်္ဂလာပါမနေ့ကထွက်ထားတဲ့ Emos EP skin ရဲ့ အသက်ဆက်လေးပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ဒီနေ့ဖောက်ကြည့်နေပြန်နော်တော့တိုင်းမကုန်တော့မယ်တော့ဒီကျော်ဒီမှာတိုင်းမလည်းပဲ956လုံးပဲရှိတယ်အများကြီးမကုန်ဘူးလည်းပြောကြ let's go တာယူဘယ်တော့အချိန် free ဖောက်လို့ရတယ်နော်ချက်စမ်းနေကြည့်လိုက်ဘယ်မှာချက် let's go guys okay 哦နောက်တစ်ချိန် Google Plus မှာဖြစ်လို့နောက်တစ်ချိန်ထပ်ပြီး free ရသေးတယ်ဟုတ်ကဲ့အေး what the fuck အော်ညခေါ်လို့နော်နောက်တစ်ချိန် let's go ပေါက်တော့မှာလားဟောအစမ်းသုံးကနေအစမ်းသုံးကပေါက်ဖို့ရေးကိုပေါ့ဟောနီးစက်နေပြီနော်နီးစက်နေပြီ guys တော့လိုက်ရမြန်လေး come on ပေါက်တော့ဒီခါပေါက်တော့ဟောcome on အိုးဒါပဲပေါက်သွားပြီ guys ဟိုက်ဆောင်းရမှာရနော်မရှိဘူး original skin လားမသိဘူးဘာလဲချက်မှာတွေ့ဘူးတင်တယ်ကျွန်တော်ဒီ skin မသိဘူးလေနော်ကျွန်တော်သိမစောရဘူးနည်းချင်း okay skin လေးရတော့လှရတယ်တော်တော်လေးလှနော်ဒါဒါမှမဟုတ်အများကြီးမပေါ့ကျွန်တော်900အားကျွန်တော်400ကျော်လေးပဲကုန်ပါတယ်ဆိုတော့တိုင်းတို့ကျွန်တော် TikTok account လေးကို follow လုပ်ပြီးထားကြပါအောင်ကျွန်တော် follower 1k ပြည့်တဲ့ချိန်ကြလို့ရှိရင်အားလုံးကိုကျွန်တော် follow ပါမယ် Google Pass ဒီgiveaway ပေးဖို့စီစဉ်ရှိပါတယ်ဆိုတော့ video လေးကလောက်ပါပဲဟုတ်မယ်ဟုတ်ပါလား